ကဲဒီနေ့မှာတော့တစ်ခါမှမချက်ဘူးတဲ့ချက်ပေါင်းရေသုံးနည်းလေးစမ်းချက်ကြည့်ပါတယ်ချက်ပေါင်းရေလုပ်တဲ့အခါမှာဗမာချက်ကိုသုံးရပါတယ်ကျမကတော့စီရီမက်ကနေဗမာချက်ဆိုတဲ့ဟာကိုဝယ်ပြီးတော့တဝက်ဝတ်ထားပါတယ်ပြီးရင်ရေးဆေးပြီးတော့စားလေးနဲ့နေထားလိုက်ပါတယ်ချက်ပေါင်းရေလုပ်တဲ့အခါမှာသုံးမှာကတော့ချက်သွန်မိတ်ချက်သွန်ပြူနဲ့ဂျင်းပဲဖြစ်ပါတယ်အဲ့ဓာတွေအကုန်လုံးကိုအခွန်ခွာတီးဖြတ်ထားလိုက်ပါတယ်ချက်ပေါင်းရေလုပ်ဖို့အိုးစားပြင်ပါပြီကျမတော့အောက်မှာပကံပြားတစ်ချက်ခံလိုက်ပါတယ်ပြီးတော့မှအပေါ်မှာပကံပြားတင်တယ်ပြီးတော့ပကံလုံးလေးတင်လိုက်ပါတယ်ရေစားထည့်ပါပြီရေကတော့ပကံလုံးနဲ့နှလုံးထည့်ပါတယ်ပထမဆုံးပေါင်းမှုတဲ့အချိန်မို့လို့ရေနည်းနည်းများသွားလာတော့မသိပါပြီးတော့ပကံပြားပေါ်မှာစက်သားလေးတွေကိုအစီလိုက်ထည့်ပါတယ်ပြီးတော့ခုနကခွာထားတဲ့စက်သွန်ပြူတွေရောစက်သွန်မိတ်တွေရောပြီးတော့ဂျင်းတွေရောတခါတည်းပေါင်းပြီးတော့ထည့်လိုက်ပါတယ်ကျမထည့်တာနည်းနည်းလေးတော့များသွားတယ်ပေါ့နော်နည်းနည်းကျက်သွားလို့တော့ဖြစ်သွားပါတယ်ခုပါတာကိုချက်ကြည့်တဲ့အခါမှာတော့ short ထည့်ရင်ထည့်ပေါ့နော်ပြီးတော့အဖုံးအုပ်ပြီးတော့ BAA နဲ့မိနစ်30လောက်တည်ထားလိုက်ပါတယ်မိနစ်30လောက်တည်ပြီးတဲ့အခါမှာရေအားစပွက်လာပါပြီပကံပြားပေါ်မှာလည်းကြိတ်ပေါင်းရည်လေးတွေကြာနေရတွေ့ရပါလိမ့်မယ်အဲ့ခါကျရင်မီးပိတ်ပြီးတော့ဒီကြက်သားဘက်တွေကိုအရင်ဖယ်ထုတ်လိုက်ပါတယ်ဖယ်ထုတ်လိုက်တဲ့ကြက်သားတွေကိုကြက်သားပြန်ကြော်တာပဲဖြစ်ဖြစ်တုပ်စားတာပဲဖြစ်ဖြစ်စားလို့ရပါတယ်ကျမကတော့တုပ်ပြီးတော့စားလိုက်ပါတယ်ကျမကတော့ဂျင်းဘက်တွေရောစက်သွန်မိတ်ဘက်တွေပါဖယ်ပြီးတော့စက်သွန်ပြူလေးတွေပဲထားလိုက်ပါတယ်ကဲပကံလုံးလေးစပြီးဖယ်လိုက်တဲ့အချိန်မှာချက်ပေါင်းရည်လေးထွက်လာပါပြီကျမပထမဆုံးချက်ပေါင်းရည်လောက်တာအောင်မြင်တယ်လို့ပြောရပါမယ်အေးနည်းနည်းခံပြီးလို့ရှိရင်စားလို့ရပါပြီလောက်ရတာအရင်ခက်တဲ့အတွက်ကိုယ်တိုင်လုပ်စားကြည့်ကြပါနော်ဘိုင်ဘိုင်